ကဲကျောင်းသားအဖို့အတွက်ကျွန်မအလှပြင်လိုက်ပေါ့နော်ကျောင်းသားအခါနေမှာမိုးရွာနေလို့မိုးကိုခဏဆောင်လာတယ်ဆောင်နေရပေါ့နော်ကျောင်းသားအတာဒီနေ့နဲ့ဆို3ရက်ရှိပါပြီတနေ့မှအစင်မပြေပါဘူးရှင်ယူပြင်းနဲ့လောက်ရလဲအစင်တိတ်ပြမပြေပါဘူးနော်အဲ့တော့ကျွန်မကမတော်ခင်ထုံးစံအတိုင်းပဲပဲမြရတယ်ပေါ့နော်ကျွန်မဘယ်လိုလေးနဲ့လှတယ်လို့ရှောက်ပြီးတော့ကြည့်နေပါလို့ဆိုတော့ကြတော့ဒီနေ့ကျောင်းသားအဲ့နဲ့တစ်ခါတည်းတက်ပုံရမှာကျွန်မလိုပဲရှင်ဒါကြောင့်မလို့ကျွန်မရှောက်ကြည့်ရပါတော့ကျွန်မရဲ့စတူဒီယိုလေးပေါ့နော်ဒါနဲ့ကျမကအပြင်မှာမိုးတိတ်သွားဆိုတော့သွားပါမယ်ပေါ့ပြီးတော့ကျောင်းကိုရောက်ရှိလာပါပြီရှင်ကျောင်းရောက်လာနေမိုးရပြီးလက်ချွေးရတပြန်ပြန်နဲ့ပူပါတယ်ရှင်ကျောင်းရောက်တော့တဲမြနေရပူလာမှာကျမမစဖီလေး6ဆွဲနေပါတယ်ကျောင်းရောက်တာနဲ့သူကလည်းဆွဲပါတယ်ရှင်အဲ့တော့ကျောင်းသားရောက်သွားတဲ့အချိန်မှာခဏစောင့်ရမယ်ဆိုတော့ကျမတို့ဌာနကိုသွားပြီးတော့တနင်္လာလောက်စောင့်ကြရပါတယ်ဘာလို့လဲဆိုတော့ဌာနလက်မဲ့လို့အတွက်ကြောင့်မလို့ကျမတို့ဌာနမှာသွားပြီးတော့တနင်္လာလောက်စောင့်နေတော့မိုးကလည်းပပလေးပြန်ကျလာရင်းနဲ့ဓာတ်ပုံလေးရိုက်နေပါရှိတာကျမကဓာတ်ပုံရိုက်နေတခုပေါ့နော်ကျမအောက်ကိုချိုးလိုက်တဲ့အချိန်မှာကိုကြီးချောချောလေးတက်ကိုတွေ့ရတယ်လာဆိုပြီးတော့ကျမသူ့ကိုအတင်းကြီးခေါ်ပြနေပါတယ်ပေါ့နော်ဒီလိုနဲ့ကျမတို့ကြောင်းအပ်ပြီးခဲ့ပါပြီနောက်ဆုံးတော့အိမ်ပြန်ရောက်လာပါပြီရှင်အိမ်ပြန်ရောက်တော့လည်းကျမရဲ့ story ကိုပုတ်ကြည့်မှန်မှဆက်ဖီဆဲပါတယ်